အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် unique function ရဲ့ count if function ရဲ့ဘယ်လိုတွဲသုံးရလဲဆိုတာလေးကိုနမူနာလေးနဲ့ sharing လုပ်ပေးသွားပါမယ်ဒီလိုကျွန်တော်တို့ frequency အများကြီးပါတဲ့ item တွေကိုခုလိုတစ်ခုချင်းစီပြန်ရိုက်နေမယ်ဆိုရင်ရမ်းချိန်ကုန်ပါတယ်ဒီစားကျွန်တော်တို့ unique ဆိုတဲ့ function လေးကိုသုံးပါမယ်ညီမချင်း unique ခွင်းစာကျွန်တော်တို့ table array ကိုရွေးပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ green page အနာခောက်လိုက်တာနဲ့ duplicate မပါဘဲ item list လေးထွက်လာတာကိုတွေ့ရမှာပါနောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ frequency ဘယ်နှကြိမ်ပါလဲဆိုတာကို count in function လေးသုံးပြီးဖြေရှာပါမယ်ညီမချင်း count if ခွင်းစာပြီးရင်ကျွန်တော်တို့ range ကိုရွေးမယ်နောက်က item list ရှိတဲ့ count if ရည်ချင်တဲ့ table range ကိုရွေးပေးလိုက်မယ် F4 နှိပ်ပြီးကျွန်တော် save range ကိုလောက်ချမယ် comma ရှာချင်တဲ့ criteria ကိုရွေးပေးလိုက်မယ် green page အနာခောက်လိုက်တာနဲ့အဖြစ်ထွက်ပါပြီဒီ function ကိုကျွန်တော်တို့ကဘယ်နှကြိမ်ပါလဲလို့ counting လုပ်တဲ့အခါမှာအများစုသုံးကြပါတယ် unique function နဲ့ count in function ကိုဒါတွဲပြီးတော့သုံးပြထားတာပါအားလုံးကိုကျေးဇူးတင်ပါတယ်